Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပဲကြဆန်လေးနဲ့ကင်းမွန်လေးကိုချင်းချင်းငန်းငန်းဆက်ကလေးတုပ်စားပြတာလေးကိုအားလုံးလာပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ရှင်ဗီဒီယိုလေးမစတင်ခင်မှာဝန္ဒနာဖြူရဲ့ Daily Cooking Blog Channel လေးကိုလည်း Like and Subscribe လေးနှိပ်သွားပေးဖို့မမေ့ပါနဲ့အောင်ရှင်ကင်းမွန်ရဲ့ကြောဘက်မှာရှိတဲ့အရေခွန်လေးကိုခွာပေးပါမယ်အရေခွန်လေးခွာပြီးသားရင်တော့ကြောလေးကိုခွဲပြီးတော့ကြောရဲကအယိုးလေးကိုထုတ်ပေးပါမယ်ပြီးရင်အယိုးထုတ်ထားတဲ့ဘက်ကပဲအထက်ရဲ့အညစ်အကြေးတွေကိုလည်းဆွဲခွာထုတ်ပြပါမယ်။အညစ်အကြေးလေးတွေခွာပြီးသွားရင်တော့ရင်ဘက်ပိုင်းမှာရှိတဲ့အရေခွန်လေးကိုလည်းခွာပေးပါမယ်။အရေခွန်လေးခွာပြီးသွားရင်တော့ကင်းမွန်ရဲ့အနောက်မှာရှိတဲ့အညစ်အကြေးတွေကိုဓာတ်လေးနဲ့လှီထုတ်ပြပါမယ်ရှင်။အညစ်အကြေးလေးတွေပြောင်းသွားရင်တော့အထက်ရဲ့အရည်ရွယ်တွေကိုဆေးကြောပြီးရင်ခန္ဓာကိုယ်ပိုင်းလေးတန့်ရှင်းလုပ်တာပြီးပါပြီ။ခန္ဓာကိုယ်ပိုင်းလေးပြီးရင်တော့ခေါင်းပိုင်းလေးကိုတန့်ရှင်းရေးလုပ်ပါမယ်။ခေါင်းပိုင်းနဲ့ကအညစ်အကြေးလေးတွေကိုလည်းဆွဲထုတ်လိုက်ပါမယ်ရှင်။အညစ်အကြေးလေးတွေခွာပြီးသွားရင်တော့ရှေ့ဘက်မှာရှိတဲ့နှုတ်သီးလေးကိုလည်းဆွဲထုတ်ပါမယ်။နှုတ်သီးလေးဆွဲထုတ်ပြီးသွားရင်မျက်လုံးလေးကိုဓာတ်လေးနဲ့လှီထုတ်ပေးပါမယ်။မျက်လုံးလေးလှီထုတ်တဲ့အခါမှာမပေါက်အောင်လှီထုတ်ပါ။ပေါက်သွားလို့ရှင်မမဲကြီးအများကြီးဆုံးသွားတတ်ပါတယ်။ကင်းမွန်လေးတက်ရှင်းလောက်တာပြီးသွားပြီဆိုလို့ရှင်เนาะသူ့ကိုလှလှလေးဖြစ်အောင်လို့အကွက်ကလေးတွေဖော်ပေးပါမယ်အကွက်ကလေးကိုတော့ဘိုက်ဖက်ကနေဖော်ပေးပါမယ်ကြောဘက်ကနေခေါ်လိုက်လို့ရှင်ပြုတ်လို့ရှင်အတွင်းထဲကိုလိမ့်ဝင်သွားတတ်ပါတယ်ကင်ပြီးသွားတဲ့ကင်းမွန်လေးတွေကိုပြုတ်ပေးပါမယ်ကင်းမွန်ပြုတ်ဖို့အတွက်စပလင်လေးတွေဂျင်းလေးတွေထည့်ပေးပါမယ်ပြီးရင်တော့ကင်ထားတဲ့ကင်းမွန်လေးတွေကိုထည့်ပေးပါမယ်ကင်းမွန်လေးတွေထည့်ပြီးသွားရင်ရှာလကာကြီးလေးထည့်ပါမယ်။ငါးငံပြားကြီးလေးလည်းထည့်ပေးပါမယ်။ကင်းမွန်ကအကြာကြီးပြုတ်စရာမလိုပါဘူး။ရေတစ်ပွက်နှစ်ပွက်စုရင်ရပါပြီ။ရေစုလာပြီဆိုရင်ကင်းမွန်လေးတွေကိုဆယ်ပေးလိုက်ပါမယ်ရှင်။ဆယ်ပြီးသွားတဲ့ကင်းမွန်လေးကိုရေအေးလေးမှာခဏစိတ်ပေးပါမယ်။ပြီးရင်တော့စကားလေးနဲ့ပြန်စီပါမယ်ရှင်။ပြီးရင်တော့ပဲကြဆန်လေးတွေပြုတ်ပေးပါမယ်ပဲကြဆန်လေးပြုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့အတုပ်ထဲထည့်ဖို့အတွက်ပဲပင်ပေါက်ကလေးနဲ့ပဲတီးလေးကိုလည်းအစိမ်းရောင်ပြအောင်လို့ပြုတ်ပေးပါမယ်ရှင်မုံလောင်နီလေးကိုတော့ချစ်ပြီးစိမ့်စိမ့်လေးပဲထည့်ပေးပါမယ်မွှေးအောင်လို့ကြက်သွန်ပြူလေးထောင်းထည့်ပေးပါမယ်ငရုတ်သီးလေးလည်းတစ်ခါတည်းရောထောင်းလိုက်ပါမယ်ငရုတ်သီးလေးထောင်းပြီးသွားရင်တော့ခရမ်းညင်သီးလေးကိုလည်းအချင်ရတာလေးထွက်အောင်လို့တစ်ချက်နှစ်ချက်လောက်ထောင်းပေးပါမယ်ရှင်။ပြီးရင်တော့အစတုပ်လို့ရပါပြီ။ပဲကြဆန်လေးထည့်ပါမယ်။ပဲကြဆန်လေးပြီးသွားရင်တော့ပြုတ်ထားတဲ့ပဲမပေါက်ကလေးနဲ့ပဲသီးလေးကိုထည့်ပေးပါမယ်ရှင်။မုံလောင်နီချက်ထရာလေးထည့်ပါမယ်။ကင်းမွန်လေးထည့်ပါမယ်ရှင်။ပြီးရင်တော့ခုနကရောထောင်းထားတဲ့ခရမ်းညင်သီးလေးတွေငရုတ်သီးလေးတွေစက်သွန်ပြူလေးတွေကိုထည့်ပေးပါမယ်။ညင်ငပီလေးကိုလည်းမိခင်ပြီးထည့်ပါမယ်စားလေးလည်းထည့်ပါမယ်ထည့်တဲ့အမယ်ကြီးအကုန်မပါပဲအရင်ကတ်သွားရတော့လည်းတောင်းပန်ပါတယ်ရှင်မကြီးသီးမဲ့ရည်လေးလည်းထည့်ပေးပါမယ်နောက်ဆုံးမှာတော့တမြာသီးလေးထည့်ပြီးတော့နယ်ပေးပါမယ်ရှင်နယ်ပေးသွားရင်တော့စိတ်စိတ်လေးစားခြင်းတဲ့အတွက်မြေပဲလေးထည့်ပြီးတော့ထည့်ပေးလိုက်ပါမယ်ရှင်မြေပဲမကြိုက်တဲ့လူတွေအတွက်မထည့်လည်းရပါတယ်ရှင်ကဲခုဆိုလို့ရှိရင်တော့ချင်းချင်းငန်းငန်းဆက်ဆက်ကင်းမွန်နဲ့ပဲကြတဲ့တုပ်ကလေးရပါပြီရှင်အခုတုပ်ပြပေးသွားတဲ့နီလန်လေးရဆိုလို့ရှိရင်လွယ်ကူရိုးရှင်းပြီးအရသာလည်းရှိတဲ့အတွက်အားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်ကြည့်ရှုအားပေးတဲ့သူအားလုံးလည်းကိုယ်ကျမချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေနောက်တင်မဲ့ဗီဒီယိုလေးတွေမှာလည်းပြန်တွေ့ကြပါရစေရှင်